ဒီနေ့မီနူးလေးကတော့ဝါတွင်တက်တက်လွတ်စားတဲ့သူတွေအတွက်ဂရင်းတွေးစီနဲ့ပဲပြားမာလာချက်စားဖြစ်တယ်ဗျမွေးလေးမာလာမှုအထုပ်သေးတစ်ထုပ်နဲ့အခုလိုမာလာအနှစ်ကိုအိမ်မာကိုယ်တိုင်လုပ်တော့တန်တန်ရှင်းရှင်းလက်လက်ဆက်ဆက်နဲ့ဝမ်းပြက်မှာဘိုင်းအောက်မှာလည်းမပူရတော့စိတ်ချလက်ချစားလို့ရတာပေါ့ဗျာပြီးတော့အခုလောက်ထားတဲ့မာလာအနှစ်ကိုပူနေသေးရင်တီးရွက်အသားငါးတွေကိုတုပ်ပြီးတော့အကင်လောက်တာပဲဖြစ်ဖြစ်တီးရွက်ကြော်တဲ့အခါမှာမာလာအနှစ်ထည့်သုံးတာပဲဖြစ်ဖြစ်တင်ဆန်းတို့ဖတ်ထုတ်ပေါင်းတို့လိုမျိုးမှာစမ်းပြီးတော့စားရလို့ပဲဖြစ်ဖြစ်ကိုစားတတ်တယ်လို့အလွယ်တကူလှုပ်စားရလို့အရန်အဆင်ပြေတယ်မွေးလေးမာလာမုံဝယ်ယူလို့ရတဲ့ဆိုင်တွေကို page မှာပင်ထောက်ထားပေးတယ် Facebook TikTok Instagram ကနေတဆင့်လည်းမှာယူလို့ရပါတယ်ဗျ